ဘာလို့နေရလဲဆိုကွန်ဒီဘူးလိုက်ရှာနေကွန်ဒီဘူးခေါ်လာနေကျွန်တော်အရင်ဘက်ကဆက်နော်အရင်ဘက်ကဆက်လေးနော်ဒီမှာကျွန်တော်တို့ယူကုန်ပြီအခွေမထွက်တော့နဲ့ယူကုန်ကျွန်တော်လည်းဒီမှာဒါကအရင်ဘက်တော့အောင်ဆန်နော်ဒီမှာရှားလာမလို့ခေါ်နေတော့နာလီရမြအိုင်လာမလို့တစ်ချက်တော့ညပြီလားချက်တော့ပြောပြပါလားဟုတ်တယ်ကောင်းပါလေဒီအဆက်ကိုကျွန်တော်ပြောပြမယ်နော်မဲဒီတုံးလုံးပေါင်း9နော်ဟုတ်တယ်နော်ဒါလည်းရင်ဘတ်တော့ဟိုရင်ဘတ်တော့ဖောင်းတယ်နော်ဖောင်းတယ်တော့ညတဲ့မွေးနေတယ်မဲဒီတုံးလုံးပေါင်း9နော်ဒီတုံးလုံးပေါင်းပြန်9တယ်နော်ကိုကဟုတ်လားအားကြတော့အခုကျွန်တော်တို့ဒီတိုင်း site တစ်ခုသွားမယ်ဒီခွန်ကြောက်မို့လို့ဒီတုံးလုံးပေါင်းပြန်ခွန်လာနော်ရနော်ဒီခွန်ကြောက်မို့လို့ဒီတုံးလုံးပေါင်းပြန်ခွန်တယ်ဒီအလဲပါဝါတက်တာနော်မတူးနော်ဒီတုံးကြောက်မို့လို့ဒီတုံးလုံးပေါင်းပြန်တုံးတယ်နော်နောက်ဒီဘက်ဒီတိတ်ကြောင်မလို့ဒီတုံးလုံးပေါင်းတက်မလားရရနော်ဒီခုပြောက်ခဏခုက3လုံးရှိရနော်အဲ့3လုံးခုညနေ1လုံးလာမှာပဲအဲ့ဒါကိုကျွန်တော်ရွေးပြီးမယ်ဆိုအမားမှန်တော့ရှိမှာပဲနော်တော်ပြောတယ်ခုကျွန်တော်တိုင်မှတ်မိနော်ဒီခွန်ကြောက်မလို့ဒီ3လုံးပေါင်းခွန်တယ်နော်ဒီခွန်ကြောက်မလို့ဒီ3လုံးပေါင်းခွန်တယ်ဒီ3ကြောက်မလို့ဒီ3လုံးပေါင်း3တယ်ဒီမှာဖောင်းရက်တရက်ရှိရနော်ဒီကောင်ကယူလို့မရဘူးလေနော်အဲ့မှာပြန်တော့ဒီမှာကလန်နာတဲ့ပြန်စစ်ကြည့်လိုက်ပေါ့နော်ဒီ site လေးကိုဒီ3ကြောင်မလို့ဒီ3လုံးပေါင်း3နေနော်ဒီ1ကြောင်မလို့ဒီ3လုံးပေါင်း1မှာလား1မှာဆိုကျွန်တော်3ပြိတ်နော်အဲ့မှာတစ်ချက်ထပ်ဖအောင်မယ်ကျွန်တော်ပြောဒီမှာrightဘာဖြစ်သွားလဲဟယ်လိုညလာမလို့ဘာကနေလိုက်ချင်အဲ့မှာကျွန်တော်ပြီးမယ်နော်ခဏလေးဒီနှစ်ကြောင်မို့လို့ဒီနှစ်နော်အဲ့ဒါရှုပ်တော့မလားခဏနေရှုပ်တော့မလားဒီနှစ်ကြောင်မို့လို့ဒီတုံးလုံးပေါင်းပြန်နှစ်တယ်ဟုတ်ပြီနော်နောက်တစ်ပတ်ဒီ9ကြောင်မို့လို့ဒီတုံးလုံးပေါင်းပြန်9မယ်ရှင်းတော့ပိတ်ဟုတ်လားဒီ9ကြောင်မို့လို့ဒီတုံးလုံးပေါင်းပြန်9တယ်ဟုတ်ပြီဒီရှစ်ကြောင်မို့လို့
ဒီသုံးလုံးပေါင်းပြန်ရှင်းပါလားဒီရှင်းကြောင်မလို့ဒီသုံးလုံးပေါင်းပြန်ရှင်းပါလားရှင်းမှဆိုကျွန်တော်9နောက်ပိတ်ဟုတ်မှာဒါတစ်ခုနော်ခဏလေးဒါရရနော်ဒီနှစ်ကြောင်မလို့ဒီသုံးလုံးပေါင်းပြန်နှစ်တာနော်ဒီသုံးလုံးပေါင်းပြန်နှစ်ဒီကောင်မရတော့ဟုတ်တယ်ဒီသုံးလုံးပေါင်းပြန်နှစ်တယ်ခဏလေးဒီမှာဒီကောင်ဒီဘက်မှာပွားထိုင်သွားပြီဒီနှလုံးပေါင်း9ကြောင်မလို့ဒီသုံးလုံးပေါင်း9တယ်ဒီနှလုံးပေါင်း9ကြောင်မလို့ဒီသုံးလုံးပေါင်း9တယ်ဟုတ်လားဒီနှလုံးပေါင်း9ကြောင်မလို့ဒီသုံးလုံးပြန်9ဒီနှလုံးပေါင်း9ကြောင်လို့ဒီသုံးလုံးပေါင်းပြန်9ဒါနှစ်ပင်ဆိုင်နော်ဒီပင်ပိတ်ထားတဲ့ပင်ဒီကောင်၄ဘက်မြောက်၄ဘက်ပင်ပေါ့နော်သူ့ရဲ့အာဏာချက်ကဘယ်လိုရှိတော့ဆိုကြကျွန်တော်ပြောပြပါကျတာပရိနေတိုင်းမှာရှင်းနောက်ပိတ်ပြီးတယ်ကျတာပရိနေတိုင်းမှာရှင်းနောက်ပိတ်ပြီးတယ်ကျတာပရိနေမှာရှင်းနောက်ပိတ်ပြီးမလားအဲ့လိုမျိုးမပြီးဘူးထင်တာပဲကျွန်တော်ထင်ပြောရနော်ကျွန်တော်ဒီမှာဒီတိုင်းဆိုရင်ဒီသုံးလုံးဒီနှလုံးပေါင်းမယ်ဆိုရင်3နော်3ဒီနှလုံးပေါင်းမယ်ဆိုရင်2ဒီနှလုံးပေါင်းတစ်ပြီးမှလားတစ်ပြီးမှဆိုကျွန်တော်9လေးပဲနှစ်တဘောတရခုတိုင်းဒီသုံးလုံးပေါင်းဒီ8ကြောင်လို့ဒီသုံးလုံးပေါင်း8မှဆိုကျွန်တော်တို့က8ဟာဒီကထိုးခိုင်းနေတာကတော့အမှန်တမ်းပြောရင်ကျွန်တော်တို့ကျတော့ဟိုပေါ့3ပြိတ်ပေါ့တွေ့တာမသိဘူးရဘာဖြစ်ကုန်လာတော့ဘာတွေလိုင်းနေရဟုတ်လားဒီတစ်ကြောင်မို့လို့ဒီသုံးလုံးပေါင်း1 3ပြိတ်က main နော်ကျွန်တော်ပြောတာဒီတစ်ကြောင်မို့လို့ဒီသုံးလုံးပေါင်း1မယ်ဒီ8ကြောင်မို့လို့ဒီသုံးလုံးပေါင်းပြန်8မယ်ဆိုရင်ကျွန်တော်တို့ငါနောက်ပိတ်နော်ဒီတုံးကြောင်မလို့ဒီတုံးလုံးပေါင်းပြန်တုံးတယ်ဒီတုံးလုံးပေါင်းပြန်တုံးနော်ဒီ9ကြောင်မလို့ဒီတုံးလုံးပေါင်းပြန်9မယ်ရှင်းနောက်ပိတ်နော်ဒီ2ကြောင်မလို့ဒီခွန်ကြောင်မလို့ဒီတုံးလုံးပေါင်းပြန်ခွန်တယ်ဒီ2ကြောင်မလို့ဒီတုံးလုံးပေါင်းပြန်နှစ်တယ်ဆိုရင်ရှင်းနောက်ပိတ်နော်အဲ့မှာတစ်ချက်ကျွန်တော်ပြောအောင်နော်4ရယ်ခွန်ရယ်ပေါင်း1နှလုံးပေါင်း1ဒါမယ်နော်1ရယ်ဒီကောင်ပေါင်း1ဒီမှာ2ရှိတဲ့အတွက်ကျွန်တော်တို့ကထည့်မှာလား9လေးကျွန်တော်ကြိုက်တယ်တော်ကြိုက်တယ်နီကိုပါဝါနခအဘူးဒီကြတာပရိနိညနေလာတတ်ဒီနော်နီကိုပါဝါနခအဘူးဒီကြတာပရိနိလာတတ်ဒီရိုက်အမှန်တော့မှားလက်ခံမှန်လက်ခံကျွန်တော်ခဲပြက်ကဘာမလားလေးကိုလေးကဘူးလာတယ်သူကဒီသုံးလုံးပေါင်းဒီရှစ်ကြောင်မို့ဒီသုံးလုံးပေါင်းပြန်ရှင်းမယ်ဆိုတော့ကျွန်တော်တို့ကလူမှာပဲသူကဒီခွန်ကြောင်မို့ဒီသုံးလုံးပေါင်းပြန်ခွန်မယ်ဒီနှစ်ကြောင်မို့ဒီသုံးလုံးပေါင်းပြန်နှစ်မယ်ဆိုရင်ကျွန်တော်တို့ကရှင်းနောက်ပိတ်နော်ရှင်းနောက်ပိတ်အဲ့မှာအဲ့မင်းအဲ့တပင်နဲ့ပြရအဲ့တပင်နဲ့ပြရမဟုတ်ဘူးဒီမှာသူ့ရဲ့ဆက်ဆက်တွေရှိရဒီမှာရှင်းနှစ်ခါ1 5နှစ်ခါ3အဲ့အကြောင်းကျွန်တော်ပြရနော်4နှစ်ခါ2 1နှစ်ခါ8ကျွန်တော်တို့မရဘူးနော်ကျွန်တော်လိုက်တာကျွန်တော်တူပါနော်အခွေပဲလိုက်တာနော်မင်းညကျွန်တော်ဖြစ်လိုက်တယ်လေနော်ဒီမှာတူပဲ8နှစ်ခါ1နှလုံးပေါင်း9တစ်ထိပ်စီ3နှစ်ခါ9ဒီ3လုံးပေါင်းပြန်9ဒီမှာလိုက်လို့ပဲ4နှစ်ခါ2 8နှစ်ခါ1ဒီ3လုံးပေါင်းပြန်9သူပြီးလားဒီဒါပြီးလို့ဂျေဥစားပြီးလို့ဟုတ်လားဒီမှာ4နှစ်ခါ2ဒါဒီဘက်ကဥစားနော်ဒါအရင်ဘက်ကဒီဘက်ပိတ်တယ်နော်ပိတ်တယ်နော်ဒါပိတ်တဲ့ဥစားနော်ဒါ4ပြင်မြောက်ဥစားဒီမှာပြန်ပြီးသူ့လဲပါဒီမှာနှလုံးပေါင်း9 3လုံးပေါင်းပြန်9တယ်
နှလုံးပေါင်း9 3လုံးပေါင်းပြန်9တယ်အခုကျွန်တော်ဘာဖြစ်တာပြီမင်းညာဘာဖြစ်လိုက်ပြီနော်အဲ့မှာကျွန်တော်တွေ့တာဒီနှလုံးပေါင်း1မလား1မှာဆိုရင်ကျွန်တော်6ထိပ်စီနော်ကျွန်တော်ရှင်းပါမယ်နော်6ထိပ်စီဒီမှာ1မဲဒီနှလုံးပေါင်း3ဒီနှလုံးပေါင်း2ဒီနှလုံးပေါင်း1မှာဆိုရင်ကျွန်တော်တို့4နောက်ပိတ်4နောက်ပိတ်ဒါမဲ့ဒီ3လုံးပေါင်းတော့8မဖြစ်တော့ခွန်ဖြစ်တော့မှာနော်ဒီ8ရှိတဲ့ဒီ3လုံးပေါင်း8ရမှာဒီ1ရှိတဲ့ဒီ3လုံးပေါင်း1ကမှာဆိုရင်ကျွန်တော်တို့က3ပရိတ်မှာ3ပရိတ်ပဲဟဲ့လားရှင်းလာမလို့ကျွန်တော်ပြောတာဆိုင်ညနေ3ပရိတ်ရ6လေးကြိုက်ဆုံးကျွန်တော်ကိုလီနဲ့လောက်ဝမွေလောက်မလားမသိပါဘူး3ပရိတ်တော့ကျွန်တော်အကုန်ထိုးသိနေတယ်နော်ဩရန်အောင်ဖြစ်သွားပြီခေါ်တေးပဲသွားကျွန်တော်ဒီကတွက်လိုက်မယ်ဒါတွက်လိုက်မယ်တဘောတည်းကဟိုဖြစ်တယ်ဆိုတော့မှဒီခွန်ကြောက်မလို့ဒီ3လုံးပေါင်းပြန်ခွန်မယ်ဟုတ်တယ်မလားဒီ3လုံးပေါင်းပြန်ခွန်မယ်ခွန်8ထွက်တယ်2ရှိတယ်ကျွန်တော်5ပရိတ်ပေါ့ဟုတ်မှာဒီထိတ်နဲ့ဒီထိတ်နဲ့ပေါင်း1ဒီ3ဖြစ်တဲ့အတွက်ဒီ3လုံးပေါင်းပြန်သုံးမယ်ထိတ်နဲ့ပေါင်း1နှစ်ခါက8နှစ်ခါ1နော်ဒီ1ရှိတဲ့အတွက်ဒီ3လုံးပေါင်းပြန်1မယ်3ပရိတ်ဒီကောင်းနဲ့4နှစ်ခါက2ဒီကောင်ဒီပြန်စင်းနှလုံးပေါင်း1ဒါပဲနော်အိုးစားအမအကျွန်တော်ကပါဝါကြိုက်တယ်ရှင်းတယ်ပါဝါလာမှာပုံရှိပရိရှိရနော်အိုးတော့မလဲစားအမတောင်းကြရအောင်နော်ရလေးကြည့်လိုက်နောက်ကျမှကိုယ့်ကိုပြန်တွက်ကြည့်လိုက်ဘူးဗျာကျွန်တော်ပြောလို့ရဘာလို့ပြီးရတော့ဆိုတော့ကျွန်တော်ဒါမျိုးဖြစ်သွားတာအဲ့တုံးလုံးပေါင်း9တတာပရိဘုဒ္ဓဟူအင်္ဂါ9အဲ့တုံးလုံးပေါင်း9တတာပရိဘုဒ္ဓဟူအင်္ဂါ9အဲ့တုံးလုံးပေါင်း9ဖိလို့ပြီးတာ9မဖြစ်ရင်ကျွန်တော်မပြီးတော့ဘူး30ကျန်ထွက်မလားမသိဘူး30ကျန်ထွက်မလားမသိဘူးတော့အဲ့ကြောက်နေအဲ့မှာကျွန်တော်တွေ့တာဒီနှလုံးပေါင်း3ဇာတာပတိနေ့တိုင်းမှာစနောက်တော့အဲ့ကြောက်နေအဲ့မှာကျွန်တော်တွေ့တာဒီနှလုံးပေါင်း330ကျန်ထွက်မလားမသိဘူး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 တော့အဲ့ကြောက်နေအဲ့မှာကျွန်တော်တွေ့တာဒီနှလုံးပေါင်း3ဇာတာပတိနေ့တိုင်းမှာစနောက်ပိတ်ပြီးတယ်လက်ခံတယ်ဒီနှလုံးပေါင်း3ဒီနှလုံးပေါင်း2 3ပြီးရင်2ဇာတာပတိနေ့တိုင်းမှာစနောက်ပိတ်ပြီးတယ်ငါဆိုရင်ရှင်းတော့ပိတ်ပြီးမယ်ဆိုတော့မပြောတတ်ဘူးကျွန်တော်လည်းနော်
အဲ့မှာဒီမှာသူကပြီးတော့တာဒီသုံးလုံးပေါင်း9နော်ဒီသုံးလုံးပေါင်း9ဒီသုံးလုံးပေါင်းပြန်9တယ်အဲ့ကြောင့်မကျွန်တော်ပြီးရရော့အမေကိုယ်တူကွဲကိုကွဲပါဟုတ်လားဒီသုံးလုံးပေါင်း9ဒီသုံးလုံးပေါင်း9ဒီနှလုံးပေါင်းနှစ်ခါဒီနှစ်ခါရှစ်ဒီသုံးလုံးပေါင်း9ရှစ်နှစ်ခါတက်5နှစ်ခါ3ဒီသုံးလုံးပေါင်းပြန်5ဒီမှာကြမတူးနော်ဒီသုံးလုံးပေါင်းပြန်5ဒီမှာတက်ကြတူတယ်နှလုံးပေါင်းတက်ခွန်လေးခွန်တက်3ညတက်နှစ်ခိတော့ကျွန်တော်တက်ပြအောင်ပါတော့ကိုထည့်ရပါ